ဒါပေမဲ့သူ့အထဲမှာဘုရားထည့်ထားပေးတဲ့အရာကြီးတွေကြောက်စရာကြီးချင်းသချင်းဆိုကျွန်တော်နားတာမလဲတာကျွန်တော်မျက်ရည်ကျတယ်ဆရာချင်းတွေဒီ America ရောက်တော့ focus ပါမှာလေတိုစာ focus ပါဆိုတာအဲ့နဲ့အလိုလိုနေနဲ့မျက်ရည်ကျတော့နားမလဲပဲနဲ့မျက်ရည်ကျအဲ့နဲ့ဆရာထမ်းတောင်းထင်တယ်ကျွန်တော်လှမ်းမေးတယ်ဆရာထမ်းတောင်းဒါဆရာခွာပြီးရေးတာမလားဆိုဟုတ်တယ်ဘုရားအရင်စီးထွက်စေတယ်ဆရာတစ်ချက်လေးရှေ့လေးလာပေးပါအောင်ဆရာတချင်းနေတော်တော်များများပေါ့နော်ဟိုကိုတော်ပဲလေဆိုတချင်းတော့ဒါတော်တော်နာမည်ကြီးတာပေါ့ဆရာအဲ့တတ်တေခံချက်တော့ကြားပြီးသွားပြီပေါ့ဆရာရဲ့သားလေးဟလာဖြစ်တဲ့ကိစ္စမှာဆရာမဖြစ်နိုင်တဲ့ရောက်ဖြစ်စေတယ်ဖရားဆိုတော့ဆရာခိုက်ပြီးဆိုရင်လည်းပဲအခုနဆိုသွားခြင်းမဖြစ်နိုင်သောရာများမဖြစ်နိုင်သောချိန်တိုင်းပင်ဖြစ်စေဆရာတို့ဒီအရာတွေဆရာလာပေါင်းဆရာခိုက်ဆရာခေါ်ပြီးရနေစပြောပေါင်းဆရာတို့ဘယ်လိုစီးထွက်လာလဲဆရာတချင်းနေစီးထွက်လာလဲပြောမှမသိတော့ပါဘုရားမပေးတော့ဘူးဘုရားကျေးဇူးတော်တတ်ချောင်းပါပဲပြီးတော့မှလည်းကျွန်တော်တွေ့ဆိုရင်ကျွန်တော်မှာဝိညာဉ်ရခေါင်းဆောင်ကောင်းတွေအများကြီးရှိပါတယ်ကျွန်တော်ကရှောက်သွားတဲ့သူတယောက်မဟုတ်ဘူးအသင်းတော်နဲ့ပတ်သက်လာရင်ကျွန်တော်ပြောင်းလဲပြီးကြတဲ့ကဒီ focus ကအသင်းတော်မှာပဲပါဝင်နေအားရင်လည်းဘယ်အသင်းတော်မှမတော်ဘူးဒီအသင်းတော်မှာပဲအချိန်ပြည့်ကျွန်တော်ပါတယ်ဆက်တိုက်ပါဝင်နေဒါပေမဲ့ကျွန်တော်အားကြတဲ့သူအများကြီးရှိတော့ဘူးနော်လူဖြစ်တဲ့အခါမှာအောင်မင်းနဲ့သူချင်းအားကြတယ်ဒါပေမဲ့ဘုရားထဲမှာတော့ကိုယ်ကခေါ်ခြင်းတရားတော့တခုတော့ရှိတယ်ဒါပေမဲ့ကျွန်တော်ဘာလို့လုပ်ရမှမသိဘူးဘာလို့ဘာကံမှမသိဘူးအတင်းတော်ထဲမှာဆက်ထောင်တောင်းလို့မဆဆရာကင်ပါတော့ဦးဆောင်လာချင်းတချင်းရေးတာချင်းအားကြဒါပေမဲ့ကိုကသူတို့လိုတချင်းရေးမယ်ဆိုကိုရေးတဲ့တချင်းကိုပဲသူကဆိုချင်ပါလေသူတို့ဒီတော့ဘုရားပေးတဲ့သူရှိပြီးမှတော့ဘယ်လိုလုပ်ငါတချင်းကိုဒီအတင်းတော့အဲ့တော့ငါမြန်မာချင်းဆိုတချင်းပဲရှိတယ်လေသူတို့ညောင်နေဆိုတချင်းကပုံလို့ကိုတချင်းတော့ဘယ်သူမှတတိယမှာမဟုတ်ဘူးနိုင်မဲ့တော့ခုနကျွန်တော်ပြောသလိုကျွန်တော်ဘုရားနဲ့အချိန်ယူတယ်အာမင်ဘုရားနဲ့ပဲအချိန်ယူတယ်ဘာလို့မှမသိဘာလို့ဘာကံမှမသိဒါပေမဲ့ကျွန်တော်အားပေးမယ်ဘာမှလှုပ်ရှားမသိတဲ့အချိန်မှာဘုရားကိုကိုးကွယ်လိုက်ပါဘုရားကတင်းတလှုပ်ရှားပေးလာလိမ့်အာမင်ကျွန်တော်စပြီးညတိုင်းဘုရားနဲ့ချိန်ယူတယ်ခုနပြောသလိုခန္ဓာကိုယ်ချင်းရှာမြဲပြောသလိုလက်ဝဲထိုးမဲ့သူလို့ပြောသူပဲကိုကြည့်လဲအလုံးလုံးနိုင်မဲ့အရွယ်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဘုရားเจ้าမှာပဲကျွန်တော်အချိန်ကုန်တယ်ဘုရားကိုကျွန်တော်မေးတယ်ဘာဖြစ်လို့ကျွန်တော်ဘုရားเจ้าသွားခိုင်းတယ်လဲအထက်အလိုလိုကသွားခြင်းနေတာကျွန်တော်အပြင်မှာကျွန်တော်အလုပ်လုပ်ရင်လည်းအလုပ်လုပ်ရကောင်းညာနိုင်တယ်မလေးရှားသွားမလားအဲ့ဒီခေတ်တုန်းကသွားရင်လည်းကျွန်တော်အလုပ်လုပ်ကောင်းလုပ်ရင်လည်းကျွန်တော်ပတ်စံရကောင်းညာဘာဖြစ်လို့ကျွန်တော်ခေါ်တယ်လဲကျွန်တော်ဘာလို့ခိုင်းတာလဲအားနဲ့စုတောင်း3နှစ်လောက်ကြာတော့ကတချင်းရေးတတ်တယ်တချင်းရေးတဲ့ရေးရောစိတ်တက်ကကြောက်ခုနပြောသလိုဒီအသင်းတော်မှာငါတချင်းရေးမယ်သူကဆိုချင်ပါလေစိတ်တက်သူတို့ကိုဟိုပြောတာမဟုတ်ဘူးအရန်ဘုရားဗိတ်သိတဲ့အတွက်ကျွန်တော်တချင်းကိုလူတွေကဆိုချင်မှာမဟုတ်ဘူးဆိုတဲ့စိတ်အတဲမှာတိမ်နေတဲ့စိတ်ရှိတယ်အားနဲ့တချင်းအကုန်လုံးတိမ်ထားတယ်ဒါပေမဲ့ဘုရားပေးပြီဆိုရင်တော့အချိန်တန်ဘုရားလမ်းနေဖွင့်ပေးတဲ့ဘုရားဖြစ်တယ်အာမင်ငါပြောသလိုအဓိကစီးထွက်တဲ့အကြောင်းများလို့ကျွန်တော်မှဘာမှလည်းမသိဘူးအင်္ဂလိပ်စာလည်းနားမလည်ဘူးအင်္ဂလိပ်တချင်းနေတာနားထောင်တာအတိတ်ပဲနားမလဲတာပုံများဒါပေမဲ့ခုနပြောသူမျက်မှောက်တော်ထဲမှာညအတိုင်းအချိန်ညအတိုင်းမျက်မှောက်တော်နဲ့ပဲကျွန်တော်စိတ်ပါတယ်အဲ့ထဲနေဘုရားဖွင့်ပြချက်ကိုကျွန်တော်ရပါတယ်စားကြောင်းတစ်ချောင်းရရင်အဲ့ဒီအရာကိုဆက်ပြီးတော့မှစီးမျောတယ်ဆက်ပြီးတော့မှဒီတိုင်းခုနပြောသူကိုယ့်ရဲ့ဇာတိစိတ်နဲ့တော့မရေးပါဘူးကိုဘုရားတကယ်ငါ့ကိုဘုရားနိုးစောတာလားဒါမှမဟုတ်ငါမှကောင်းမဲ့ထင်ပြီးတော့မှဟိုတခြင်းနဲ့ဒီတခြင်းနဲ့ငါကောက်ယူလိုက်တာလားကိုယ်စိတ်ကိုသိတယ်လေဟုတ်တယ်မလားကုံလုံးတော့လိန်လို့ရရင်ရမယ်ကိုတော့လိန်လို့မရဘူးအဲ့ဒါဘုရားနဲ့ပဲအချိန်ယူကြမ်းကြပါစေဘုရားနဲ့ပဲအချိန်ယူတဲ့အသက်တာနေစီမျောလာတဲ့ရှင်စာသားပဲဖြစ်ပါတယ်ဆရာခုနဆရာပြောသွားတဲ့ထဲမှာစိတ်ဝင်စားစရာတခုက
စပြောင်းလဲပြီးကြတဲ့ကျွန်တော်ရှော့မသွားဘူးဆိုတဲ့အရာလေးဒီအရာလေးကတကယ်အရေးပါတယ်လို့ကျွန်တော်ခံစားရတယ်ဆရာဒီနေရာမှာပဲငါစိုက်ပျိုးမယ်ဆိုဒီနေရာမှာစနစ်တကျစိုက်ပျိုးခဲ့တဲ့အရာကကောင်းကြီးဖြစ်တယ်ဟုတ်တယ်နော်ဆရာပြီးတော့မှကျွန်တော်တို့ထုတ်ဆာအိုကလာဟိုမာမှာရောက်တော့ဆရာမုံတောင်ကကျွန်တော်ဘေးမှာကားလိုက်စီးတယ်သူညဘက်ဆိုရင်သူကအိမ်မှာဆရာမနဲ့ဝိတ်ထိတ်နေတယ်ဆိုတော့အဲ့တယ်လာမှသူကစားရတယ်ဆိုတော့ကျွန်တော်သူအတင်းတင်းမေးတယ်ကျွန်တော်နားမလဲဘူးနောက်မှသိသွားတာဆရာညဘက်ဆိုရင်ကျွန်တော်မစားတော့ဆိုဆရာစားရအောင်ဆရာကြီးမတော်တိတ်ချစ်ဆရာကောစားရအောင်ဆရာကျွန်တော်မစားတော့ဘူးဆရာကျွန်တော်ဝိတ်ရှော့စားပါဒီခါတော့စားလိုက်တကယ်တော့သူစားချင်နေတယ်ကျွန်တော်မသိလိုက်တာဒါနဲ့ကျွန်တော်ကားမောင်းသွားရင်းနဲ့သူ့အိမ်မှာပေါ့နော်သူက special ချက်ထားတယ်ဒါနဲ့ကျွန်တော်သွားစားဖို့လို့တော့လမ်းမှာကျွန်တော်ပြောကြတာပေါ့စကားတွေပြောကြရင်ဆရာဖုန်းဝင်လာဆရာခေါ်ပြီးဖုန်းဝင်လာတော့ဆရာခေါ်ပြီးနေ့တချင်းတွေအားဖြင့်လဲငါတို့ကောင်းကြီးဖြစ်တယ်အဲ့ချိန်တော့ကိုတော်ပဲလေဆိုတာရေးလဲပေါက်နေချိန်ရေးလဲလူတွေအဲ့ဒါပဲထက်ခါဆိုးနေတာအဲ့မှာဆရာခေါ်ပြီးပြောတဲ့စကားရန်ကောင်းတယ်နင်းတို့တချင်းတွေနေ့တချင်းတွေဆိုးတော့ဒီမှာကောင်းကြီးတွေဖြစ်နေတယ်ဆရာကြီးမတော်ပြောလဲကျွန်တော်တော့ပါပြီဆရာတို့လိုဘိတ်သိက်ရှိတဲ့ဝိညာဉ်ကောင်းဆောင်တွေအောက်မှာနေရတဲ့အတွက်ကြောင့်ကျွန်တော်ကောင်းကြီးဖြစ်တာပါခေါင်းဆောင်တွေရဲ့ဝိညာဉ်ဘိတ်သိက်ရှိတဲ့ခေါင်းဆောင်တွေအောက်မှာနေခြင်းကဘယ်လောက်အရေးကြီးလဲဆရာဒါလေးကိုဒီလူငယ်တွေကိုနည်းနည်းလေးပြောပြပေးလို့ရမလားကျေးဇူးပါခုနကျွန်တော်ပြောသလိုကျွန်တော်ပြောင်းလဲပြီးခဲ့ဒီအသင်းတော်မှာပဲဆရာရဲ့အုတ်ထိန်မှုအောက်မှာကျွန်တော်နေတယ်ဆရာတော့ဘာမှတော့မပြောပါဒီလိုလုပ်ပါဟိုလိုလုပ်ပါဘာမှမသွန်သင်ပေးပါဒါပေမဲ့သူ့အထဲမှာဘိတ်သိက်ခြင်းအရန်ရှိတဲ့အခါမှာကျွန်တော်စီကိုပါကူးဆက်တာဖြစ်တယ်ခုနကျွန်တော်အမြဲပြောခုနပြောသလိုကျွန်တော်ပဲအသင်းတော်ပဲဆရာလက်အောက်မှာလဲတခါမှလည်းမလုပ်ဘူးဒီအသင်းတော်တစ်ခုထဲမှာပဲကျွန်တော်ယုံကြည်တာတစ်ခုဟာဖခင်ကဟိုသွားမှဒီသွားမှဆိုတာတက်ဆိုင်ရှိတဲ့နေရာမှာကောင်းချီးပေးနေတဲ့ဖခင်ဆိုကျွန်တော်ယုံတယ်ပြီးတော့မှကျွန်တော်သင်ဟုတ်ဆရာကြီးကတကယ်ဝိညာဉ်ရေးရမှာတော့ဝိညာဉ်အရန်ကင်ပါဆရာတော့ follow တော့မရဘူးသူကဘိုင်းနဲ့တော့ပြောလို့မရဘူးသူကဝိညာဉ်အရန်ကင်ပါတယ်အဲ့လိုဆရာပိုင်ဆိုင်ရတဲ့ဘုရားကျေးဇူးတော်ချီးမွမ်းတယ်သူလည်းအောက်မှာနေတဲ့အခါမှာအလိုရင်းနဲ့ဘိတ်သိက်ချင်းနဲ့စီးစင်းလာတယ်သူတို့ကတော့ဝေငါတဲ့ချိန်မှာကျွန်တော်တွေကနားထောင်တယ်ကျွန်တော်တချင်းရေးတဲ့အခါမှာကိုစတာဒီလုပ်ပြီးတော့မှတချင်းတာရှားပါတယ်ကျွန်တော်ဆိုရင်တရားဟောချက်တွေနားထောင်ရင်းနဲ့အဲ့တရားဟောချက်နားထောင်ရင်းအထဲကနေဘုရားဖွင့်ပြချက်ကတစ်မျိုးရောက်လာတယ်ဟောတာတဲ့တခြားစီကိုမှရောက်လာတဲ့ဘုရားနှုတ်ကပတ်တော်တခြားစီအဲ့ဒါတွေကျွန်တော်မှတ်ထားတယ်ရေးထားတယ်အိမ်ရောက်တဲ့အခါမှာ9မိနစ်တည်းတော့မရဘူးနော်ကျွန်တော်အခုကလူငယ်တွေကတချင်းရေးတာ10မိနစ်လောက်နဲ့မရရင်စိတ်လက်ချအဲ့လိုတော့မရဘူးအနည်းဆုံး1နာရီ2နာရီ3နာရီဘုရားမြတ်မတော်ထဲမှာစိန်ထားဒီတချင်းစာသားတစ်ချောင်းလေးပဲထပ်ခါဆိုမျက်မှောက်တော်ထဲမှာဒိုးပဲနေဒီဆိုကျွန်တော်ကောင်းကြည့်ရတယ်ဆိုတာခုနပြောသလိုသင်တို့ဆရာကြီးတို့မိသားစုရဲ့စီစဉ်လာတဲ့ကောင်းချီးမင်္ဂလာဖြစ်တယ်သင်တို့ဆရာရဲ့ဝေငါချက်တွေကျွန်တော်နားထောင်နေအဲ့နဲ့လွတ်ချင်းတွေရလာတယ်အဲ့ဒီထဲစိတ်ချမှုရလာတယ်အဲ့ဒီထဲသူ့ရဲ့အုတ်ထိန်မှုအောက်ကနေပဲဒီလိုသချင်းတွေစီထွက်စေတာဖြစ်တယ်အာမင်ကျွန်တော်ပြောမယ်ချက်ချင်းတော့ထွက်လာခြင်းမထွက်လာမယ်ဒါပေမဲ့ယုံကြည်ပါသစ္စာရှိစွာနဲ့နေပါကျွန်တော်အခုလူငယ်ခေါင်းဆောင်လည်းဖြစ်ခဲ့တယ်ဆိုတော့လူငယ်အမြဲပြောအခုလူငယ်တွေကအယမ်းမြန်တယ်ခက်ကမြန်ပေမဲ့ဖယားမြန်အလုပ်လုပ်တဲ့ဖယားမဟုတ်ဘူးသူ့အချိန်နဲ့သူအလုပ်လုပ်တဲ့ဖယားခက်ကတာ IT ခက်ဖြစ်နေတာဖယားကဟိုးကလေးကမနေ့ရက်နေ့နောင်ကမပြောင်းလဲတဲ့ဖယားသူ့အစီအစဉ်တိုင်းကိုအလုပ်လုပ်တဲ့ဖယားကျွန်တော်မြန်သာသွားနေပေမဲ့ဖယားကမြန်လုပ်ပြီးချင်မှလုပ်ပေးမှာသူ့အချိန်တိုင်းကိုလုပ်ပေးမှာအဲ့ဒါကြောင့်ကျွန်တော်သူ့ဖယားချိန်ကိုစောင့်တတ်ဖို့အရန်လိုအပ်ပါတယ်စိတ်ဓာတ်လည်းကြဘူးပါတယ်တခါတလေအမှုတော်ဆောင်ရင်ထွက်ကောင်းမလားစွာမျိုးတွေရှိဘူးပါဒါပေမဲ့ကျွန်တော်ဆက်ပြီးတော့မှကျွန်တော်တေးဥဆရာကြီးလက်အောက်မှာနေတဲ့အခါမှာ
သူ့ရဲ့ဗိတ်သိက်ခြင်းကကျွန်တော်ထဲမှာစီးဆင်းလာတာဖြစ်တယ်အာမင်ဟာလေလုယာလူတွေကသိချင်မှဒါပေမဲ့ကျွန်တော်ကသိတယ်ဆက်ဗိတ်သိက်ခြင်းဆက်ချီးမွမ်းကိုးကွယ်တဲ့ဗိတ်သိက်ခြင်းကကျွန်တော်အထဲမှာစီးလာတဲ့အခါမှာအဲ့ထဲနေတခြင်းတွေများစွာစီးထွက်လာတာဖြစ်တယ်ဆိုတာသက်သေခံချင်ပါတယ်အာမင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 ်ကောင်းကျွန်တော်အားပေးခြင်းနဲ့တင်းတို့ဘယ်တင်းတော်မှာပဲပါဝင်စက္ကသစ္စာနဲ့ပါဝင်ကြပါစက္ကကြပြီးတော့နောက်တစ်ခုရှိတယ်ကိုယ့်ရဲ့ဝိညာဉ်ကောင်းဆောင်သင်အုပ်ဆရာတွေဝိညာဉ်ဖခင်တွေကိုယိုသေးခြင်းရဲ့မင်္ဂလာ